အခု Mobile Legends Season 41ရဲ့တလဝန်းကျင်အချိန်မှာ run တင်နိုင်မဲ့ hero တွေကအခုမှဒါ patch မှာတော်တော်လေးကိုရွေးချယ်လာနိုင်ပြီ။အဲဒါကြောင့်လည်း hero counter pick တွေများတယ်လို့ hero တစ်ကောင်တည်းကိုပဲ spam ပြီး run တင်ကြတဲ့သူတွေလည်းရှိကြတယ်။အဲ့လိုတည်းမှာ run တင်နိုင်မဲ့အရေးပွဲတိုင်း spam ပြီးကျရှာနိုင်မဲ့ hero တချို့ဒီ video လေးမှာပြပြပေးပါမယ်။ပထမဆုံး hero တစ်ကောင်ကတော့ Glue ဆိုတဲ့ hero က meta patch မှာပတ်ထားတာတွေ next ထားတာတွေမရှိဘဲနဲ့ EXP lane နဲ့ roaming လို့နေရာမှာတော်တော်လေးကို solid လို့ကောင်းတဲ့ front liner ဖြစ်တယ်လို့ကျရှာနိုင်မဲ့အရေး hero spam ရမှာတော်တော်လေးကိုသုံးဝင်တယ်။အဓိကသူ့ရဲ့လွယ်ကူတဲ့ spell တွေကိုကောင်းကောင်းသုံးချပြီးတစ်ဖက်အသင်းဘက်က carry hero တွေ initiator တွေကိုကောင်းကောင်းဂုတ်ခွာနိုင်တဲ့အချက်တွေကြောင့် run တက်ဖို့ရဆော့ရမှာဒီ hero ကိုတော့မေ့ထားလို့တော့မရဘူး။သူ့ရဲ့ counter hero တွေဖြစ်တဲ့ Frame ဘာဇာနာနဲ့ Elite လို hero တွေကိုတစ်ဖက်အသင်းဘက်ကယူထားမယ်ဆိုရင်လေကိုက party ဆော့ရသူမဟုတ်ဘူးဆိုရင် Glue လို hero နဲ့တော်တော်လေးကိုလိုက်ချလို့ကောင်းတဲ့ hero တစ်ကောင်ဖြစ်တာကြောင့်အခုလို season စာပြီးတစ်လဝန်းကျင်မှာအမြဲရှုံးနေတဲ့သူရဲ့အတွက် run တင်ရမှာ ban လေးမှာလွတ်တာနဲ့တမ်းပြီးဆော့ကြည့်ဖို့အကြံပေးခြင်းနဲ့နောက် hero တစ်ကောင်ကတော့ Alice ဆိုတဲ့ hero ကတော့အများကြီးပြောနေစရာမလိုတော့ဘူး protein တွေက tournament လိုပြန်ပွဲတွေမှာကိုအသင်းရဲ့ fan မှာမဟုတ်ဘဲနဲ့ initiator အနေနဲ့မှာရှေ့ကနေ AoE တစ်စေးပဲပေးပြီးဖမ်းနိုင်မဲ့ hero တစ်ကောင်လေးနဲ့တုံးကြတယ်သူကလည်း Roma တက်ရင်လိုမျိုးအားလေးမသေးပဲ space တော်တော်ရှာနိုင်မှသာ objective fight တွေနဲ့ mid game လိုအချိန်တွေမှာ Elite ရဲ့ over power ကိုရရှိနိုင်မှာမို့လို့ Elite ကံမဲ့ brother အနေနဲ့သူ့ရဲ့ spec combo ကိုတေချာသုံးနိုင်မှသာအဆင်ပြေမယ်လို့ပြောခြင်းနဲ့အကယ်၍အဲ့ဒီ Elite ရဲ့ spec combo ကိုကောင်းကောင်းသုံးချနိုင်ခဲ့ရင်လက်ရှိ run တင်ရမှာတော်တော်လေးကိုအသုံးဝင်ပြီးစောရတာပြောဖို့ကောင်းတယ်လို့ brother အနေနဲ့လည်း run တင်ရတာအဆင်ပြေသွားမယ်လို့တော့ထင်တယ်နောက် hero တစ်ကောင်ကတော့ Kimmy လို hero က revamp နေပြီးတဲ့သူ့ကိုဘလောက်နှံ့ mid lane လိုနေရာမှာအမြဲလိုစော့နေကြတဲ့ hero တစ်ကောင်လို့ပြောရမယ်အဓိကဒီ hero စီကထွက်လာတဲ့ magic damage က carry hero တွေနီးသူကိုအသင်းအတွက်အားလီကနေလေကင်းထိ damage ကောင်းကောင်းပေးနိုင်တဲ့အကြောင်းအသင်းကိုကောင်းကောင်းထမ်းပေးနိုင်တယ်။နောက်ပြီးသူ့ရဲ့ spell တွေမှာအစား mini ဈေးပဲတွေပါနေတဲ့အချက်ကြောင့်တယောက်တည်း lane push တာတွေခံခံရတာတွေကိုတယောက်တည်းကောင်းကောင်းဖြည့်ရှင်းနိုင်တဲ့ hero မလို့ Kimmy လို hero ကိုလည်း run တင်ရမှာစောဖို့အကြံပေးခြင်းနဲ့brother တို့အနေနဲ့တခြားသော hero တွေနဲ့ run တင်လည်းတင်နိုင်တယ်ဆိုပေမဲ့ဒီ hero တွေကစောရတာလွယ်ကူပြီး run တင်လို့ကောင်းတယ်လို့ပြောကြရင်လည်းဒီ video လေးကိုအဆုံးသတ်ချင်ပါတယ်။